နယ်စပ်ရေးရာဝန်ကြီးဌာနဒုတိယဝန်ကြီးဗိုလ်ချုပ်ကျော်စွာဦးသည်တာဝန်ရှိသူများနဲ့အတူဒီကနေ့မှာဖလန်းမြို့အင်္ဂါရင်းနဲ့ညီတန်ရှင်းတရားလှပရေးစုပေါင်းဆောင်ရွက်နေမှုနဲ့စုပုံလေးစိတ်အခြေအနေအားတွားရောက်ကြည့်ရှုဆက်ဆေးခဲ့ပါတယ်။ဦးစွာဒုတိယဝန်ကြီးသည်ဗလိုင်းရက်ကွက်ဘိုးကျောင်းလမ်းတစ်လျှောက်အကြမ်းဖက်လုပ်ရများကြောင့်ပျက်စီးသွားတဲ့အပျက်စီးများဖယ်ရှားရှင်းလင်းနေမှုလမ်းမေးဝဲရာတစ်လျှောက်တန်ရှင်းရေးဆောင်ရွက်နေမှုနဲ့ထေရဝါဒဗုဒ္ဓသာသနာပြုဘိုးကျောင်းဝင်းတွင်စုပေါင်းတန်ရှင်းရေးပြုလုပ်နေမှုများကိုကြည့်ရှုအားပေးခဲ့ပြီးမုံနှင့်အချိုရည်များတိုက်ကြွေးပေးခဲ့ပါတယ်။ဆက်လက်ပြီးဒုတိယဝန်ကြီးနဲ့ဖွဲ့သည့်အကြမ်းဖက်ဖြစ်စဉ်များကြောင့်ပျက်စီးသွားတဲ့အမှတ်3ချင်းကပညာထက်တန်းကျောင်းသို့တွားရောက်ကစောင့်အောင်ပျက်စီးများနဲ့ဂျုံနယ်များဆက်ရန်ရာကြီးများဖြင့်ရှင်းလင်းဖယ်ရှားနေမှုအားကွင်းစင်ကြည့်ရှုစစ်ဆေးခဲ့ပြီးလိုအပ်တာများကိုပေါင်းဆက်ဆောင်ရွက်ပေးခဲ့ပါတယ်။တလန်လိုရုပ်ွက်ရှိအမှတ်3ကျင်းငယ်ပညာထက်တန်းကျောင်းအဆောက်အအုံဟာအကြမ်းဖက်ဖြစ်စဉ်များကြောင့်ပျက်စီးဆုံးရှုံးမှုကြီးမားတဲ့အတွက်အကြီးစားပြုပြင်ရလိုအပ်ကြောင်းနဲ့အမြန်ဆုံးပြန်လည်ပြုပြင်နိုင်ရေးတပ်ဆိုင်ရာများမှကြိုးစားဆောင်ရွက်လျက်ရှိပါတယ်။ဒုတိယဝန်ကြီးနဲ့ဖွဲ့ဟာညနေပိုင်းမှာဖလန်းမြို့မှ9မိုင်ခွဲအကွာမှာတည်ရှိတဲ့စုပုံလေးစိတ်သို့တွားရောက်ကအကြမ်းဖက်ဖြစ်စဉ်များကြောင့်တစိတ်တစ်ပိုင်းပျက်စီးသွားခဲ့တဲ့လေးစိတ်ဆောက်အုံများစက်ပစ္စည်းများနဲ့လေယာဉ်ပြေးလမ်းခြေနေများကိုကြည့်ရှုစစ်ဆေးရာပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာနဒုတိယညွှန်ကြားရေးမှူးချုပ်ဦးကျော်စိုးမိုးကလေစိတ်ခြေနေများကိုရှင်းလင်းတင်ပြပါတယ်။တင်ပြမှုများပေါ်ဒုတိယဝန်ကြီးမှရှင်းလင်းဆောင်ရွက်လိုအပ်ချက်များအားပေါင်းဆက်ညီနိုင်ဆောင်ရွက်ပေးခဲ့ပါတယ်။အကြမ်းဖက်ဖြစ်စဉ်များကြောင့်လေစိတ်ဆောက်အုံအစိတ်ပိုင်းများစက်ပစ္စည်းများနဲ့လေယာဉ်ပြေးလမ်းများပျောက်ဆုံးပျက်စီးကြောင်းနဲ့အလျားပေ6000ရှိတဲ့ပြေးလမ်းမှာပျက်စီးမှုစုံတရာမရှိကြောင်းလည်းသိရပါတယ်။အလားတူတီးတိမ်မြို့ပြန်လည်ထူထောင်ရေးနဲ့ပြန်လည်တည်ဆောက်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌဦးစောနိုင်ဦးနှင့်တာဝန်ရှိသူများသည်မြို့မရက်ကွက်အာတကကွဲကျောင်းလမ်းနှင့်ချယ်ရီလမ်းတစ်လျှောက်စုပေါင်းတန်ရှင်းရေးဆောင်ရွက်ခြင်းရေမြောင်းများတွင်ရှိအမိုက်များစေယူခြင်းမြို့မရက်ကွက်အင်းနာရေထွက်အနီးဝန်းကျင်ကျုံတွေများခုတ်တွင်ရှင်းလင်းခြင်းအများသုံးရေစုကန်တန်ရှင်းရေးလုပ်ငန်းများဆောင်ရွက်ခဲ့ရာဒီကနေ့မနက်ပိုင်းကလုပ်ငန်းကော်မတီကွန်ရက်ဖွဲ့များဌာနဆိုင်ရာဝန်ထမ်းများရက်ကွက်ဖွံ့ဖြိုးရေးကော်မတီဝင်များဒေသခံပြည်သူများနဲ့စုပေါင်းဆောင်ရွက်ခဲ့ပြီးတီးတိမ်မြို့ပြန်လည်ထူထောင်ရေးနှင့်ပြန်လည်တည်ဆောက်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌဦးစောနိုင်ဦးသည်ကန်ဟောက်လမ်းမကြီးဘေးမှာမြို့နယ်လမ်းဦးစီးဌာနမှမြေတေးနယ်ရန်တည်ဆောက်နေမှုအခြေအနေများအားကွင်းစင်ကြည့်ရှုစစ်ဆေးခဲ့ပြီးလိုအပ်တာများကိုပေါင်းဆက်ညီနိုင်ဆောင်ရွက်ပေးခဲ့ပါတယ်။ထို့အတူတွန်းဆန်မြို့ပြန်လည်ထူထောင်ရေးနှင့်ပြန်လည်တည်ဆောက်ရေးကော်မတီတွင်ရမှုနှင့်တာဝန်ရှိသူများသည်မြို့တန်ရှင်းတရားလှပစေအတွက်ဌာနဆိုင်ရာဝန်ထမ်းများမြို့နယ်ရဲတပ်ဖွဲ့ဝင်များရက်တက်ရင်တပ်ဖွဲ့ဝင်များနယ်မြေခံတပ်မတော်သားများရပ်မိရပ်ဖများဒေသခံပြည်သူများနဲ့ရက်ကွက်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီများနဲ့စုပေါင်းပြီး40ရက်ကွက်ရှိမြို့မဘောလုံးကွင်းနှင့်ခေါ်ဝုံရက်ကွက်တို့အားစုပေါင်းတန်ရှင်းရေးဆောင်ရွက်နေမှုကိုလှည့်လည်ကြည့်တဲ့ဆောင်ရွက်ခဲ့ကြောင်းလည်းသိရှိရပါတယ်ခင်ဗျာ။